အခုထွက်ရှိထားတဲ့ ongoing chapter ဒီ fan ရဲ့ထောက်ခံမှုအများဆုံးရထားတဲ့အဖွဲ့အစည်းကိုပြပါဆိုရင်တော့ Godnight တွေပေါ့အဲ့ထဲမှာ fan ရဲ့မေတ္တာပို့တာမှုအများဆုံးရထားတဲ့ character ကတော့ကိုကြီးဂါလင်းပါဘယ်ကစလဲဆိုရင်တော့ God Valley ကနေစတာပေါ့ဘာဖြစ်လို့လဲဆိုရင် God Valley အစမှာတော့ဒီဂါလင်းကဆရာကြီးထားနဲ့ကျွန်းနေနဲ့ကလေးကိုရဲဆက်ဆက်တက်တယ်အဲ့ဒီကကိစ္စမရှိသေးဘူးဒါပေမဲ့ God Valley ကို Roger တို့ Rod လို့လေရောက်လာကြတော့ဒီ Godnight ဆိုတဲ့အဖွဲ့အစည်းကဂျွန်ကို level တောင်မရှိဘူးဆိုတာသိလိုက်ရတယ်ဒါပေမဲ့အဲ့တုန်းကဂျွန်ကိုဆိုတော့မပေါ်သေးဘူးပေါ့ဗျာဒီတိုင်းဥမာထားပြီးတော့မင်းတောင်ပြောလိုက်တာအဲ့ဒါပထမတစ်ချက်ဒုတိယတစ်ချက်ကဘာလဲဆိုရင် God Valley မှာအဓိကနေကနေပါဝင်ထားတဲ့ဂါလင်းဆမ်မန်နဲ့မက်ဖီတို့က Pirate Captain ရဲ့ right hand man နဲ့ left hand man level တောင်မရှိတာကိုသိလိုက်ရတယ်ဆမ်မန်ဆိုရင် Ready ရဲ့ one shot နဲ့ knock out သွားတယ်မက်ဖီဆိုလည်းအဲ့လိုပဲအစကတော့ Mount Cannon ကြီးနဲ့ Dragon ကိုအထိနာအောင်လုပ်တော့ Home လို့နဲ့ Newgate ရဲ့ coach နဲ့ပဲနှစ်ပိုင်းပြတ်သွားတယ်ဂါလင်းဆိုလည်းနှစ်ခါတောင်ခံရတယ်ပထမတစ်ချက်က Rock ရဲ့ coach အောင်မှာနှစ်ဖူးပြေးသွားတယ်နောက်တစ်ပွဲရတယ် Rock နဲ့ပဲဒီခါမှာတော့စင်ကောင်းသွားနေပဲလုံးဝကိုမှောက်သွားတယ် Godnight တွေရဲ့အဓိကကောင်းတွေကအဲ့လိုဖြစ်သွားကြတော့အဲ့ကနေစပြီးတော့ fan တွေကဒီ Godnight တွေဆိုရင်အထင်ကိုမကြီးတော့တာပေါ့ဆိုတော့တကယ်ပဲ Godnight တွေကအထူးသဖြင့်ဂါလင်းက cyber bull ပဲရှိရတာဘာလို့လဲဆိုရင်ရှေ့မှာပြောရလို့ငါတို့က Godnight ကွာဆိုတဲ့ moment ကိုတိတိလိတောင်ချပြမတော့ဒါမဲ့သူတို့ပွဲဆူအောင်တော့လုပ်သွားသေးတယ်အဲ့ဒါဘာလဲဆိုရင်တော့ Rod တီကန်ကြီးကြမှာ၃កောင်သားဘယ်ကနေမှမသိပြန်ပေါ်လာတယ်ပြီးတော့အသက်မြောက်မြောက်ရဲ့ကျန်တဲ့ Rod ကိုအဆုံးသတ်ပေးလိုက်တယ်အဲ့မှာစပြီးတော့သူတို့ official clown ပွဲကြီးဖြစ်သွားတယ်Okay ဆိုတော့ဂါလင်းကတကယ်ပဲ weak ဖြစ်လား weak မဖြစ်ဘူးလားဆိုတော့ကျွန်တော်တို့ဒီနေ့ဗီဒီယိုမှာအသေးသေးချာချာရှင်းပြပေးတော့မှာဆိုတော့ကျွန်တော်တို့ God Valley မစခင်ဟိုး chapter ကြီးပြန်သွားလိုက်ရအောင် Godnight တွေကိုပထမဆုံး mention ထားတဲ့သူကတော့ Dragon ပါပြီးတော့ Dragon ကိုတန်းလည်း Godnight တွေရဲ့ leader ဖြစ်တဲ့ဂါလင်းက level တစ်ခုမှရှိနေရဆိုတော့ပါထပ်ပြီးတော့ mention သွားပါတယ်ဒီမှာစဉ်းစားစရာက God Valley flashback မှာတော့ကြတော့ဂါလင်းနဲ့ Dragon က face to face တွေ့ကြရမျိုးမရှိပါဘူးဒါပေမဲ့ Dragon ကိုတန်းက Godnight တွေဘယ်လောက်ထိအန်နေများလဲဆိုတာသူက serious ကြီးပြောသွားတယ်ကျွန်တော် manga reader တွေတည်းရဲ့ Godnight နဲ့ဒီ Dragon mention နဲ့ Godnight တွေကနည်းနည်းပြောင်းပြန်ဖြစ်နေလို့ခံစားဒါစဉ်းစားစရာတခုပေါ့ဘာလို့လဲဆိုရင် Dragon က World Government တွေကိုအဓိကထားပြီးတိုက်ခိုက်နေရတဲ့ကောင်ဖြစ်တာမလို့သူက data မမှန်မဲနဲ့ရောဒီစကားပြောကြရအကြောင်းမရှိဘူးပြီးရင် Mankity ၃កောင်လုံးမှာ Dragon က serious ဆန်လုံးဖြစ်တာမလို့ဒီ Garland ပေါ် Dragon ရဲ့သုံးသက်ချက်တွေကိုကျွန်တော်မေ့ထားလို့မရဘူးပေါ့ပြီးရင် chapter 1162မှာ Garland ကနှစ်ခါတောင်ခံရတယ်ပထမတစ်ခါ Rock ကြောင့်နှစ်ဖူးဟက်တက်ကြီးကွဲသွားဒါပေမဲ့ Healy လုံနေအောင်တွေးလိုက်ရတယ်တခြား Godnight တွေလည်းအဲ့တိုင်းပဲပြသူတို့ခံတော့ခံရတယ်ဒါပေမဲ့ heal လုပ်တာမြန်လွန်းတယ်ဒါကြောင့်မလို့ Godnight တွေရဲ့ဒီ healing factor ကတခြား Roger တို့ Rod တို့ထဲကျန်းနေအောင်တွေ့ရတယ်ပြောရမယ်ဆိုရင် Roger တို့ Rod တို့က durability ဘိုင်းမှာအားကောင်းတယ်ဆိုရင် Godnight တွေက healing factor ဘိုင်းမှာတာတယ်ပေါ့အဲ့လိုပြောလို့ရတယ်ပြီးရင် off screen God Valley ပြီးမှာ Garland ချန်ပီယံဖြစ်လာမလို့ Emo က Garland ရောဘာတွေ level up ပေးမလဲဆိုတာကိုပြောလို့မရပါဘူး Garland ရဲ့ပင်ကိုစေရင်ကိုမင်းမကိုတော့သွေးနဲ့တက်ပြတာမလို့ EVSN နဲ့စေကအစကနေချီးစားဆိုတာသိတာပါတယ်ဒါကို Emo ရဲ့ Demon Power နဲ့ထပ်ပေါင်းလိုက်ရင်အခုလက်ရှိ Garland ကဘယ်လောက်ထိ EVSN လာမလဲဆိုတာပြောလို့မရပါဘူးဒီလိုခိုက်တဲ့နေရာ Marine ဘက်မှာတကယ်ရှိပါတယ်ဘာဖြစ်လို့လဲဆိုရင် One Piece ကဒီ Pirate သားပြီးဖြစ်တာမလို့ Screen တော်တော်များများကဒီ Pirate တွေဘက်ပဲရောက်နေတာပါ Marine တွေဘက်မှာလည်းအဲ့လို level အတာမျိုးတွေအများကြီးရှိပါတယ်ဘာမှမကြည့်နဲ့ဒီ Water 7 and Lucy နဲ့ Adhack ကအခု Current Lucy နဲ့အပြစ်သက်ကြီးကွာသွားသလိုပဲ Water 7 က Kobe နဲ့အခု Current Kobe နဲ့လည်းဘာမှကိုမဆိုင်တော့ပါဒီ Champion ဖြစ်လာတဲ့ Garland ကလည်း Emu နဲ့ပေးယူလို့ပြီးတော့ Current Garland ကဘယ်လောက်ထိ evil ဆန်လာမလဲဆိုတာဘယ်သူမှအတိအကျမပြောနိုင်ပါဘူးゴミをかばうやつはそれ以下だပြီးရင် Oda ပါ Oda သူဖန်တီးထားတဲ့ character တွေမှာဒီ fandom ဘက်က complaint တက်တာမျိုးဘာမျိုးဆိုရင်သူကတိတ်ပြီးတော့ကြိုက်လည်းမရှိပါဘူးအထူးသဖြင့် villain တွေပေါ့မင်းရဲ့ villain ကြီးက weak ဖြစ်လိုက်တာဘာညာပြောရင်သူကလုံးလုံးကိုမကြိုက်ပါဘူးအဲ့လိုဆိုရင်စောင့်မြင့်ကတ်တဲ့ပုံမှန်နဲ့ဒီ villain ကို roji ကြီးပေးတဲ့တာမျိုးရှိပါတယ်ဒါကကျွန်တော်ပြောရတော့မဟုတ်ပါဘူး2014 interview တုန်းကပြောထားရှိပါတယ်Sandman မှာ source ရှိရပေါ့အခု Garland ရဲ့လည်းဒီ inter မှာဝေဖန်မှုအများဆုံးဖြစ်တာမလို့ final saga ရောက်မှ surprise ကြီးချပြသွားရင်တော့တမျိုးပေါ့ဆိုတော့ဒီ fact တွေကိုထောက်ကြည့်မယ်ဆိုရင် Garland ကဘယ်လိုဖြစ်လာမလဲဆိုတာခံမှန်းလို့မရနိုင်သေးပါဘူးဆိုတော့ video လေးကတော့ဒီလောက်ပါပဲနောက် video တွေမှာပြန်ကြည့်ကြမယ်